ကြီးတက္ကသိုလ်ရဲ့30ကြိမ်မြောက်ဘွယ်နှင်းတပင်အခမ်းအနားကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။တောင်ကြီးတက္ကသိုလ်ရဲ့30ကြိမ်မြောက်ဘွယ်နှင်းတပင်အခမ်းအနားကိုတောင်ကြီးမြို့တောင်ကြီးတက္ကသိုလ်ဘွယ်နှင်းတပင်ခမ်းမ၌နိုဝင်ဘာလ22ရက်နေ့နံနက်ပိုင်းမှစတင်၍ကျင်းပလျက်ရှိကြောင်းသိရှိရပါတယ်။ထို့ကဲ့သို့ကျင်းပရာတွင်တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်ဒုတိယပါမောက္ခချုပ်များပညာရေးအဖွဲ့ဝင်များစီမံခန့်ခွဲရေးအဖွဲ့ဝင်များကတက်ဆိုင်ရာဝတ်ရုံအသီးသီးကိုဝတ်ဆင်၍ဘွယ်နှင်းတပင်စင်မြင့်ပေါ်သို့အစီအစဉ်တိုင်းတက်ရောက်ကြရာမြန်မာဆိုင်ဝိုင်းကြီးဒုတိယအဖွဲ့ကဝတ်တော်ရုံဘွဲ့တေးတွားနှင့်နိုင်ငံတော်တခြင်းကိုတီးမှုတ်ကြပါတယ်။အဲ့ဒီနောက်ဘွဲရမောင်မယ်များအားတောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်ကတက်ဆိုင်ရာအစီအစဉ်များအလိုက်ဘွဲများအတီးတီးချီးမြှင့်အနှင်ပြီးဘွဲအနှင်ပြီးဖြစ်သည့်ဘွဲရပုဂ္ဂိုလ်များစည်းရင်းကိုအတည်ပြုလက်မှတ်ရေးထိုးပါတယ်။ဆက်လက်၍တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်ကဘွယ်နှင်းတပင်မိန်ခွန်းပြောကြားရာတွင်မျက်မှောက်ခေတ်သည်ဤပညာများဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အညီဘွဲရမောင်မယ်များအနေဖြင့်ကြုံတွေ့လာသည့်စိန်ခေါ်မှုများကိုအောင်မြင်စွာဖြေရှင်းနိုင်ရန်အတွက်ရိုးသားဖြောင့်မတ်မှုကိုအခြေခံပြီးမှန်မှန်ကန်ကန်ဆင်ခြင်တတ်သည့်အလေးအကျင့်လောကကောင်းကျိုးနှင့်ရှင်သည့်အလေးကျင့်ကောင်းများရရှိရန်လိုအပ်ကြောင်းအဆိုပါလေးကျင့်ကောင်းများကိုကျင့်ကြံခြင်းဖြင့်နိုင်ငံတော်နှင့်လူအဖွဲ့အစည်းအတွက်ကောင်းကျိုးပြုနိုင်သည့်နိုင်ငံသားကောင်းများဖြစ်လာကြပြီးအေးချမ်းသာယာ၍ခင်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်နှင့်လူအဖွဲ့အစည်းတည်ဆောက်ရာတွင်အဖို့တန်တော်ဝင်သည့်ပုဂ္ဂိုလ်များဖြစ်လာကြမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တောင်ကြီးတက္ကသိုလ်၏30ကြိမ်မြောက်ဘွယ်နှင်းတပင်ကိုနိုဝင်ဘာ22ရက်နေ့မှစတင်၍ကျင်းပလျက်ရှိရာနေ့တင်တန်းတွင်ဝိစာဘွဲ့တိတ်ပံဘွဲ့634ဦးဂုံတူးဘွဲ့82ဦးစီးပွားရေးဥပဒေဒီပလိုမာဘွဲ့49ဦးဥပဒေပညာဘွဲ့64ဦးမဟာဥပဒေဘွဲ့10ဦးမဟာဝိစာမဟာတိတ်ပံဘွဲ့55ဦးအဝေးရောက်ဘွဲ့ယူသူ22ဦးစုစုပေါင်း916ဦးအားဘွဲ့များအနှင်းခဲ့ပြီးအဝေးတင်တင်တန်းအတွက်ဘွဲ့များကိုဝိစာဘွဲ့2629ဦးတိတ်ပံဘွဲ့629ဦးဥပဒေပညာဘွဲ့105ဦးအဝေးရောက်ဘွဲ့ယူသူ69ဦးစုစုပေါင်း3458ဦးတို့အားဘွဲ့များချီးမြှင့်အနှင်းပြီးဖြစ်ပါတယ်ထို့အတူတောင်ကြီးတက္ကသိုလ်အားတောင်ကြီးကောလိပ်အဖြစ်စတင်တည်ထောင်ခဲ့ဒီမှာ64နှစ်ရှိပြီဖြစ်ပြီးတက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည့်တက်တန်း33နှစ်ကျော်ခဲ့ပြီးဘွဲရမောင်မယ်စုစုပေါင်း3288ဦးတို့အားဘွဲများချီးမြှင့်အနှင်းပြီးဖြစ်ကြောင်းသိရှိရပါတယ်